မင်္ဂလာပါဒီနေ့စကားဆက်ကြောင်းသူတိုင်းတည်ထားတဲ့ပိုလီမီကြောင်းကိုပြောပြချင်ပါတယ်စကားငယ်နဲ့မာရွတ်တွေရုပ်တရက်လုံးလာပြီးစက်တုံလေးတို့ဖြစ်နေတာမျိုးတွေ့ပြီးကြမှာပါတချို့ကတော့ဒါကိုမျိုးစားလုံးနေတာပဲမျိုးစိမကောင်းလို့ပဲထင်လိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုလွယ်ကူဆုံးဖြတ်လိုက်မယ်ဆိုရင်တော့မှားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဟာစက်တုံမိတ်ဘိုးစတင်တိုက်ခိုက်နေတဲ့လက္ခဏာဖြစ်နိုင်လို့ပါဒီဘိုးကိုစောစောစီးစီးမသိပဲနှောက်ထားလိုက်မယ်ဆိုရင်တော့ပင်ကြီးထွားမှုရက်သွားနိုင်တယ်လို့ထွားနှုံးလဲတော်တော်ထိခိုက်နိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာစက်တုံမိတ်ဘိုးရဲ့လက္ခဏာတွေဘယ်လိုဖြစ်စီတယ်ဘယ်လိုပေါက်ဖွားတယ်ဘယ်လိုကာကွယ်မလဲဆိုတာကိုအစားအလေးဆုံးထိရှင်းပြပေးသွားပါမယ်အရင်ဆုံးပိုးဝင်လာရင်ဘာလို့ဖြစ်လဲဆိုတော့ကြည့်အောင်ပါစက်တုံမိတ်ဘိုးကြာပြီဆိုတော့အရွက်တွေကပုံမှန်လိုမပြတ်တော့ပါဘူးရွက်ကလုံးလာပြီးကြည့်လိုက်မယ်ဆိုရင်စက်တုံမိတ်ဒါမှမဟုတ်ရင်ပြုံလုံးလာလို့ဖြစ်နေပါတယ်ဒီမှာလည်းမပြီးသေးပါဘူးနောက်ထပ်ထွက်လာမယ့်အရွက်တစ်တွေကလည်းမကြီးတော့မလဲကြီးထွားမှုတွေရပ်တန့်သွားပါတယ်အဝေးကနေကြည့်လိုက်ရင်သဘာပင်တွေကစိတ်ဝါဖြောရအောင်ဒါမှမဟုတ်ရင်အပင်တွေကပူမဲ့ရွက်တွေလုံးရှင်နေတာကိုတွေ့ရပါလိမ့်မယ်ဒီလိုအပင်ကြီးကိုကြည့်လိုက်မယ်ဆိုရင်ပိုးတော့ကောင်ကကြီးထွားတဲ့ဆဲတွေကိုစားထားတဲ့အတွက်အပင်ကြီးမှာဖူရောင်နေတာကိုတွေ့ရပါတယ်ပင်ပွားတွေကိုလည်းဒီလိုပဲဆက်ပြီးစားတော့ဖြတ်စည်းပါတယ်အခုမေးရရှိလာပါတယ်ဒီဘိုးကပင်တွေကိုဘယ်လိုဝင်ပြီးဖြတ်စည်းရလဲတကယ်တော့ဥပဒေပေါက်လာတဲ့နောက်ကောင်တွေကသဘာဝရွက်ဖုံးနဲ့ရွက်ကြားဆက်တဲ့နေရာလေးတိုးဝင်သွားပါတယ်ဝင်ပြီးဆိုတာနဲ့ရွက်တဲ့တွေကိုစတင်စားတော့ပါတယ်ဒါလည်းမကသေးပါဘူးဒီဘိုးရဲ့တဇွေးကလည်းအရွက်တဲ့တွေကိုပုံမှန်လိုမဖြစ်အောင်လုပ်လိုက်ပါတယ်အဲဒါကြောင့်အရွက်တွေကမပြတ်တော့ဘူးလုံးသွားတယ်အဲဒါသဘာဝရဲ့ရေကြောစီးတွေကိုဆက်ပြီးစားတော့တဲ့အတွက်အပင်ကအာဟာရနဲ့ရေဓာတ်ကိုမရတော့အောင်နောက်ဆုံးမှာတော့တစ်ဖြည်းဖြည်းချောက်ပြီးတည်ဆုံးသွားပါတော့တယ်ဒါကြောင့်သဘာဝကင်းထဲမှာအပင်ကြီးဖူရောင်နေတဲ့အရွက်တွေစက်တုံမိတ်လိုလုံးနေတယ်အလံရွက်ချီမလားမရောက်ဖက်တိုးဝင်ပြီးချောက်သွားတယ်ဒီလိုလက္ခဏာတွေတွေ့ရတယ်ဆိုရင်တော့စက်တုံမိတ်တွေကြာနေတယ်လို့သင်ပြရှိတယ်မှာလေဒါဆိုဒီဘိုးကဘလို့ပေါက်ဖွားလဲဘယ်ချိန်မှများလို့ကြောက်တတ်တာဒါကိုဆက်ပြီးကြည့်အောင်နော်ဒီဘိုးရဲ့ဝါဆောင်ကိုတည်ထားမယ်ဆိုရင်တော့ဘယ်ချိန်မှပိုတတိထားရမလဲဆိုတာကိုခံမလို့ရပါတယ်စက်တုံမိတ်ဘိုးရဲ့အမတကောင်ကချင်းနဲ့တော်တော်ဆင်ပါတယ်အကြောင်းကတော့မိကုံမုံမရောက်ဒါမှမဟုတ်ရင်ဝါဖျော်ဖျော်အရောက်ရှိတယ်အမကောင်ကစဘာရဲ့ရွက်ပြားတွေရွက်ဖုံးတဲ့ကလေးရှိတဲ့ရွက်ဆွဲတွေရွက်ရှာတွေမှာဥပါတယ်ဒီမှာတတိထားရမယ့်အချက်တစ်ခုရှိပါတယ်အမတကောင်ကတစ်ခါဝင်ဥအလုံးလေးတန်နဲ့80အထိဥနိုင်တယ်ဒါလည်းမကသေးပါဘူးသူကနေရာတနေရာထဲမှာတော့မှအမကောင်တကောင်တစ်ခါဝင်လေးလုံးကနေ6လုံးထိဥမြုံလိုက်ဥတတ်ပါတယ်ဒါကြောင့်စုံစုံမထင်းနိုင်ဘူးဆိုရင်ဘိုးရီတို့ကအချင်းတို့တွေတိတိတန်တာတိုးလာနိုင်တယ်နောက်ထပ်တိထားတဲ့အချက်ကဒီဘိုးကညနေ9 နာရီကနေပြီးတော့10 နာရီအတွင်းအများဆုံးလှုပ်ရှားတိုက်ခိုက်တတ်ပါတယ်ဒါကြောင့်မို့အဲ့ဒီချိန်တွေမှာဘာလဲကိုဝင်ကြည့်ပေးတာကဘိုးကြားမှုကိုစောစောသိနိုင်ဖို့အထောက်အကူဖြစ်စေနောက်ပြီးကြတော့ပလဲမြေရောကိုမြန်မာကျွေးထားပြီးပိုလက်ဆီယမ်တက်ချိုးတဲ့သဘာကင်းတွေမှာစက်တုံမိတ်ဘိုးကပို့ပြီးကြားရောက်တတ်တယ်ဒါကြောင့်တမြေရောကိုပြတ်တောင်အသုံးပြုကအရေးကြီးတယ်တောင်တူတော်များများမသိသေးတဲ့အချက်တစ်ခုကတော့စက်တုံမိတ်ဘိုးကနှစ်တိုင်းဇက်တိုင်းမကြားတတ်ဘူးတစ်နှစ်ခြားတစ်ခါဒါမှမဟုတ်နှစ်နှစ်ခြားတစ်ခါကြားရောက်တယ်ဒါပေမဲ့ဒီနှစ်မကြားလို့နောက်နှစ်လည်းမကြားဘူးလို့ထင်လိုက်ပါနဲ့ဒီဘိုးကရာသီဥတုအခြေအနေမှာမူတည်ပြီးတော့ကြားမှုကလည်းပြောင်းလဲတတ်တယ်ဥပမာနေပူပြင်းပြီးတော့မိုးရလိုက်တဲ့အခြေအနေတွေပူအပ်ဆွဆိုတဲ့အခြေအနေတွေဒီလိုရာသီဥတုမျိုးမှာစက်တုံမိတ်ဘိုးပေါပွားနှုန်းကမြန်တယ်အထူးသဖြင့်ဇွန်လနဲ့ဇူလိုင်လတွေမှာပိုးပြီးတတိထားတယ်ဒီလတွေကစက်တုံမိတ်ဘိုးကြားရောက်နိုင်တဲ့အချိန်ဖြစ်လို့သဘာဝကိုမကြာခဏစစ်ဆေးပေးဖို့လိုတယ်ဒါဆိုရင်ဒီဘိုးကိုဘယ်လိုကာကွယ်မလဲပိုးတွေ့မယ်ဆိုရင်ပိုးတွေ့ပြီဆိုရင်ဘယ်လိုဆေးတွေကိုဘယ်နှုန်းနဲ့အသုံးပြုမလဲအခုနောက်ဆုံးပိုင်းမှာတော့အသေးစိတ်ပြောပြပေးမယ်အခုတော့အရေးကြီးတဲ့ဘိုင်းဖြစ်တဲ့စက်တုံမိတ်ဘိုးဘယ်လိုကာကွယ်မလဲဘယ်လိုနှိမ်နှင်းမလဲဆိုတာကိုဆက်ပြီးပြောပြပေးမယ်ပထမဆုံးအနေနဲ့ပိုးမကြခင်ကြိုတင်ကာကွယ်ထားနိုင်ဖို့အရေးကြီးတယ်ဒါကြောင့်လဲဆိုတော့စက်တုံမိတ်ဘိုးရဲ့ရုပ်ဖုံးကမြေကြီးထဲမှာလာတော်တန်ကြာနေနိုင်တယ်ဒါကြောင့်သဘာဝဆိုင်မဲ့အချိန်မတိုင်ခင်မှာခြေရည်နဲ့ထိုးပြီးလိုအပ်ပါတယ်မြေကိုနဲ့ထိုးပေးခြင်းအဖြစ်မြေထဲမှာကျန်တဲ့ရုပ်ဖုံးတွေကိုရော်လဲနေနိုင်ပြီးနောက်ရစီမှာပိုးကြမှုကိုထိန်းချုပ်နိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့မြေရောသာအသုံးပြုဖြစ်တယ်ပလဲမြေရောသာကိုလည်းကြုံမသုံးသင့်ပါဘူးပလဲများလုံးပြီးပိုလက်ဆီယာချိုးတက်နေတဲ့သဘာဝကင်းတွေမှာစ
စစ်တုံမိတ်ဖို့ပိုဖြစ်တတ်တာကြောင့်ပုဒ်တက်ညောစာကိုညတစွာပုံမသုံးပြုပေးခြင်းကလည်းကာကွယ်ရမှာထောက်ကူဖြစ်တယ်ဒါကြလို့ပိုးတွေ့လာပြီးဆိုရင်တော့သုံးယူနိုင်တဲ့ပုဒ်တက်စီတွေကြောင့်ပြောပြမယ်စေခဲတွေဖြစ်စေခဲတွေကိုအသုံးပြုမယ်ဆိုရင်ကာဗွန်ဆာဖန်ဒါမှမဟုတ်ဖစ်ဘရိုနေစေခဲတွေကိုအသုံးပြုနိုင်တယ်အသုံးပြုရမယ့်နှုန်းကတော့ဒီကလည်း1ကီလိုဂရမ်4တုံလုံးကျဲပတ်နိုင်တယ်ဒီနေရာမှာကာဗွန်ဆာဖန်ရဲ့အားသာချက်ကိုလည်းသိထားတယ်ပါတယ်စဘာကင်းထဲမှာရရှိနေမယ်အဆိုရှိနေမယ်ဆိုရင်တော့အဆိုလက်ရှိတဲ့ပုံမူတည်ပြီးဆေးရလေးတင်ကပုံမကြရှိခံနိုင်ပါတယ်ဖြန်းလေးအနေနဲ့အသုံးပြုမယ်ဆိုရင်တော့ကာဗွန်ဆာဖန်20ရာခိုင်နှုန်းကိုစေတမုန်းတစ်ပုံနဲ့50စီနှုန်းထည့်ပြီးရှင်းနိုင်တဲ့ဒါမှမဟုတ်ရင်ဖိုင်ဆိုဖို့400ရာခိုင်နှုန်းကိုစေတမုန်းတစ်ပုံနဲ့50စီနှုန်းထည့်ပြီးရှင်းနိုင်တယ်နောက်ထပ်ရွေးချယ်တဲ့ဆေးတွေကတော့စပီနိုဆက်2.5ရာခိုင်နှုန်းကိုစေတမုန်းတစ်ပုံနဲ့30စီနှုန်းစပီနိုဆက်12ရာခိုင်နှုန်းကိုစေတမုန်းတစ်ပုံနဲ့20စီနှုန်းစပီနိုဆက်24ရာခိုင်နှုန်းကိုစေတမုန်းတစ်ပုံနဲ့10စီနှုန်းထည့်ပြီးသုံးနိုင်တယ်ဒါအပြင်ကာတာဟိုက်ဒရိုလိုက်95ရာခိုင်နှုန်းကိုလည်းနှုန်းထည့်ပြီးရှင်းနိုင်ပါတယ်ဒါပေမဲ့ခုတိထားမှာစေတနာတစ်ခုတည်းနဲ့မပြီးပါဘူးစဘာလေးကိုပုံမှန်ကြည့်ရှုစစ်ဆေးပေးဖို့ပိုးကြရမှုကိုစောစောသိဖို့ရောဂါကိုမြတ်တာအောင်အသုံးပြုဖို့ကလည်းအရေးကြီးပါတယ်စက်တုံမိတ်ဖို့ကအစောပိုင်းမှာသိပြီးချိန်ချုပ်ရင်ပြန်လည်ကောက်ွယ်ဖို့လွယ်ပါတယ်ဒါပေမဲ့နောက်ကျသွားရင်တော့ရွက်တွေမထွက်နိုင်တော့လားအပင်ကြီးထွားမှုရက်သွားတယ်အထွန်းလုံးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်စဘာလေးထဲမှာအရွက်တွေလုံးလာတာအပင်ချီဖူးရောင်လာတာမင်းတွေပူလာအတွင်းအချိန်မဆွဲပဲတခြားစစ်ဆေးပြီးလိုအပ်တဲ့ကောက်နှိမ်နှင်းမှုတွေပြုလုပ်ပေးပါဒီနေ့ပြပြပေးခဲ့တဲ့စက်တုံမိတ်ဖို့အကြောင်းဟာစဘာဆိုင်တောင်းသူတွေအတွက်ထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဒီလိုဆိုင်ရွေးနည်းညာနေတဲ့ပုံမှန်ယောဂကောက်ွယ်နည်းတွေကိုဆက်လက်ကြည့်ရှုနေတယ်ဆိုရင်တော့ channel ကို subscribe လုပ်ပေးပါစဘာကင်းတွေပုံမှန်ကင်းပြီးအပင်သက်ဆုံးကဖန်လုံးများကောင်းကြပါစေမိမိတို့ဆိုင်ရွေးထားတဲ့တည်နိုင်များအောင်မြင်ဖြစ်ထုတ်ပြီးဒီသားစုပါများလည်းအဆင်ပြေအေးချမ်းသာကြပါစေလို့ဆုမွန်တော်မလိုက်ပါတယ်နောက်ထပ်ဆိုင်ပြေဘူးသူသားတဲ့တဲ့နဲ့ပြန်လည်ဆုံးဖြတ်ကြပါလို့ကျေးဇူးတင်ပါတယ်